stock market ကိုတိုင်းတာရဲ့ရှင်ပြိုင်တဲ့အနေအထားကိုညွှန်ပေးတဲ့ Priya တစ်ခုဖြစ်တယ် Interfan ကသူ့ရဲ့ဟာတာချက်တစ်ခုရှိရပါလိမ့်လဲဆိုတော့သူ forever မတည်တတ်ဘူး forever ရှင်တန်နေလိမ့်မယ်သူ့မှာလည်းရေရှည်ကနေကြည့်မယ်ဆိုရင် forever ပေါ်တက်နေတယ် fan တစ်မျိုး index fan လို့ခေါ်တယ် index ဆိုတာ Priya တစ်မျိုးကဘာ Priya လဲဆိုတာ stock market ကိုတိုင်းတာရဲ့ရှင်ပြိုင်တဲ့အနေအထားကိုညွှန်ပေးတဲ့ Priya တစ်ခုဖြစ်တယ်တရုတ်ပြည်မှာ stock market မှာတင်ရောင်းထားတာက company ဘယ်နှခုရှိလဲဆိုတာ9000ကျော်9000ကျော်ထဲမှာဒီ fan ကသူဘာလုပ်လဲဆိုတော့ index ကိုအသုံးပြုပြီးတော့ market မှာရှိတဲ့အကောင်းဆုံးထိပ်တန်းဆုံးရောက်နေတဲ့ company 300ကိုယူလိုက်တယ်။ဘာမှစဉ်းစားစရာမလို FN ကအချင်းတောင်းရဲ့ store လေးတွေကိုပဲသွား copy ယူဝယ်လိုက်တယ်။ဒါပဲသွားဝယ်လိုက်တယ်။ company 300ထဲကဘာကြောင့်ဒီချင်းတောင်းထဲမှာပါဝင်နေတာလဲ။ဒါကနိုင်ငံတော်ကသူတို့တက်မှတ်ပြီးတာ။ဒါကအရှိထိပ်တန်းရောက်နေတဲ့ company လေးတွေပါဆိုတော့သူကတစ်ခါတည်းအဲ့ဟာ copy ယူပြီးတော့ဝယ်လိုက်တာပဲ။ ETF ဆိုတာက Interfan ကိုညွှန်ချင်တာ။ဒီလက္ခဏာဒီစာလုံးတွေ့လို့ရှိရင်တို့ Interfan လို့သိလို့ရတယ်။ Index fan မှာအားသာချက်က तू မသေးတတ်ဘူး။ဘာကြောင့်လဲ။ဥပမာလားတို့ company ဆိုရင်စုစုပေါင်းက9000ကျော်ရှိရဲ့။ဒီတစ်နှစ်ဟာရွေးရှင်ရှင်က company တစ်ခုဖြိုးကျော်ကတစ်ခုမချစ်စုကတစ်ခုလူမဖောင်းကတစ်ခုဒီလိုက company တိုင်းမှာအဲ့9000ထဲမှာပါနေရဲ့။အဲ့တော့ဒီတစ်နှစ်ဟာရွေးရှင်ရှင်ဖြိုးကျော်မချစ်စုလူမဖောင်းလာစီကဒီ300ထဲမှာပါနေရဲ့။ထိတ်တန်းရောက်နေတဲ့ထူးချွန်တဲ့ company လို့ပါနေရဲ့။ပါနေတော့နောက်တစ်နှစ်ကနေ့ရဲ့ထုတ်ဖော်ပြချက် performance ကမကောင်းတော့တစ်ခါတည်းအချင်းတောင်းထဲကနေကိုဖယ်လိုက်မယ်အဲ့တော့ကောင်းတဲ့ဘိုးလွင်ကိုပြန်ရွေးချယ်လိုက်မယ်လူမဖောင်းလာစမကောင်းတော့လူမဖောင်းလာစကိုဖယ်လိုက်မယ်အဲ့တော့ forever အချင်းတောင်းထဲမှာကနေ့စဉ်နေ့တိုင်းကဘာပဲရှိနေလဲဆိုတော့ထိတ်တန်းရောက်နေတဲ့ကုမ္ပဏီပဲရှိနေလိမ့်မယ်အဲ့ကြောင့်မို့ तू မတည်တတ်ဘူးမကောင်းတဲ့ကုမ္ပဏီကတည်သွားပြီဖယ်လိုက်ပြီဒါပေမဲ့ကောင်းတဲ့ဟာကအမြဲတမ်းဒီချင်းတောင်းထဲမှာပဲရှိနေရယ် First step